ဒီနေ့ကျွန်တော်ခန္ဓာနေတဲ့တတန်းနှုတ်အနီးအောင်ကိုအဖြူရောင်ပွက်အောင်အမြန်ဆုံးပွက်အောင်ဘူရှိတ်ပုံဂိုင်းဆက်နေကိုကျွန်တော်ပြတ်မှာဖြစ်တယ်ပထမဆုံးကျွန်တော်တို့မွေရင်းဂိုင်းကိုအခုလိုဖြတ်လိုက်မယ်ဖြတ်လိုက်တာနဲ့ကျွန်တော်တို့ဒီပွင့်နေတဲ့ကျွန်တော်တို့တတန်းရင်အပင်ရရင်ကျွန်တော်အခုကတော့အဖြူရောင်ပေါ့နှစ်တက်ပါတဲ့ဟာကိုကျွန်တော်ဖြတ်ယူလာတယ်အခုလိုဖြတ်ယူပြီးရင်ကျွန်တော်တို့ဂိုင်းဆက်ရမယ့်နေရာမှာအခုလိုလေးအခောက်ကလေးကိုဟိုဘက်ဒီဘက်ကျအောင်လှီးမယ်လှီးပြီးရတယ်ကျွန်တော်တို့မွေရင်းကိုင်းကိုဘူရှိပုံကျွန်တော်တို့လှီးထုတ်မယ်ဘူရှိပုံလှီးထုတ်တဲ့မှာဒီအတူအရှိအတိတ်နဲ့ကတော့ကိုလိုတလိုလှီးထုတ်ပေါ့အဓိကကတော့ဒီကျွန်တော်တို့ဒီကဏ္ဍနှင်းသေးသေးရရင်လှီးထုတ်မယ်ဆိုရင် तू ကအစီထွက်တတ်တယ်အစီထွက်တတ်တဲ့အတွက်ကျွန်တော်တို့ဒီဂိုင်းဆက်လိုက်တဲ့အချိန်မှာဒီအစီတွေလှောင်ပြီးတော့ပုတ်သွားပြီအပင်သေးသွားတတ်တယ်အပင်တော့မသေးဘူးပဲဂိုင်းပုတ်သွားတတ်တယ်မအောင်ဘူးပေါ့ခုလိုလေးကျွန်တော်တို့ဒီအခောက်ကြံအောင်လို့ဟိုဘက်ဒီဘက်အခောက်ကြံအောင်လိုလိုလေးလှီးပြီးတာနဲ့ကျွန်တော်တို့ဝါတိတ်ကိုသုံးတယ်အဓိက तू ကတင်းကျပ်အောင်စီးရမယ်ရေလုံးရမယ်လေလုံးရမယ်ဒီစီးပြီးတာနဲ့ကျွန်တော်တို့ကဒီမပူလုံးမအေးလုံးအရိပ်လည်းအရန်မကြနဲ့နေလည်းအရန်ဓာတ်ရိုက်မပူတဲ့နေရာလေးမှာထားလိုက်မယ်ထားလိုက်တဲ့နဲ့ကျွန်တော်တလပြည့်တဲ့အချိန်မှာဒီကိုင်းကပူသွားပြီးတော့ကိုဆက်ထားတဲ့အယောင်ကိုပွင့်ချိန်နဲ့ပွက်လာမှာဖြစ်တယ်အားလုံးကျေးဇူးတင်နေခင်ဗျ